ဆရာကြီးဟာအနီရောင်နယ်ပင်တွေကိုဖျက်တောက်လိုက်ပြီးအဲ့ဒီနယ်ပင်တွေကအနီရောင်ရေကိုမွေးကင်းစချင်းသေးလေးရဲ့နဖူးပေါ်လိမ့်ပေးလိုက်ပါတယ်ပြီးတော့ချင်းသေးဘရင်အစ်စ်လေးမွေးဖွားလာပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ်ဒါကိုမြင်လိုက်တဲ့တိရစ္ဆာန်အားလုံးကလည်းလေးစားစွာနဲ့ခေါင်းငုံအယူအသေးပေးကြပါတယ်ဒါပေမဲ့ဘရင်ကြီးရဲ့ညီဖြစ်သူစကာကတော့လုံးဝမပျော်ရွှင်ပါဘူးရိုးရာအစဉ်လာအရဘရင်ကြီးအာဏာကနေဆင်းသွားတဲ့အခါထီးနှန်းကိုဆက်ခံရမယ့်သူကစကားဖြစ်ပါတယ်ဒါပေမဲ့စင်ပါမွေးဖွားလာတာနဲ့အတူဘရင်ဖြစ်လာဖို့သူမျှော်လင့်ထားသမျှအိမ်မက်တွေအဆုံးသတ်သွားခဲ့ပါတယ်ဘရင်ကြီးရဲ့အကြံပေးဖြစ်သူစာစုကစကားကိုတပ်ပစ်တင်တယ်လို့အကြံပေးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ညီရင်းဖြစ်တာကြောင့်ဘရင်ကြီးဟာစကားကိုမတတ်နိုင်ခဲ့ပါဘူးအချိန်တွေကြာလာတာနဲ့အမျှစင်ပါလည်းတဖြည်းဖြည်းကြီးပြင်းလာခဲ့ပါတယ်တနေ့မှာတော့စင်ပါဟာသူ့ဦးလေးစကားနဲ့တွေ့ခဲ့ပါတယ်စင်ပါကသူဟာတစ်ချိန်မှာအကြီးမြတ်ဆုံးချင်းသေးဘရင်ကြီးဖြစ်လာမယ်လို့ဂုဏ်ယူစွာပြောလိုက်ပါတယ်ဒါကိုကြားတော့စကားကစင်ပါရဲ့စိတ်ထဲမှာတန်တရားတွေဝင်လာအောင်လိမ္မာပါနဲ့စွာနဲ့စကားတွေပြောပါတော့တယ်သူကအမှောင်နယ်မြေကိုတခါမှမရောက်ဘူးတဲ့ချင်းသေးတကောင်ဟာအကြီးမြတ်ဆုံးချင်းသေးဘရင်ဖြစ်ဖို့မထိုက်တန်ဘူးလို့စင်ပါကိုပြောလိုက်ပါတယ်ဒီစကားကိုကြားပြီးစင်ပါကသူ့တငယ်ချင်းနာလာနဲ့အတူအမှောင်နယ်မြေကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်နာလာကတော့တခုခုမားနေတယ်ဆိုတာခံစားမိတာကြောင့်ပြန်လဲကြဖို့စင်ပါကိုတားဆီးခဲ့ပါတယ်ဒါပေမဲ့စင်ပါကတော့ရှေ့ဆက်သွားမယ်ဆိုပြီးအခိုင်အမာပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ဟိုင်ယီနာတွေအများအပြားသူတို့ရှေ့မှာပေါ်လာပါတော့တယ်အချိန်မီစာစုလဲရောက်လာပြီးစင်ပါကိုလွှတ်ပေးဖို့ဟိုင်ယီနာတွေကိုတောင်းဆိုခဲ့ပါတယ်စင်ပါကိုထိခိုက်အောင်လုပ်လိုက်ရင်ချင်းသေးအုပ်စုတစ်ခုလုံးနဲ့စစ်ပွဲဖြစ်လာနိုင်တယ်လို့လည်းသတိပေးခဲ့ပါတယ်ဒါပေမဲ့အမှောင်နယ်မြေကဟိုင်ယီနာတွေကတော့သူတို့ရဲ့တားကောင်ကိုလက်လွတ်ဖို့လုံးဝမရည်ရွယ်ပါဘူးမကြခင်မှာပဲစင်ပါနဲ့နာလာတို့ဟာဟိုင်ယီနာအကောင်ပေါင်းများစွာရဲ့ဝိုင်းပတ်ခြင်းကိုခံလိုက်ရပါတယ်စင်ပါကသူ့အစွမ်းကုန်ဟိန်းဟောက်လိုက်ပေမဲ့ဟိုင်ယီနာတွေကတော့သူ့ကိုလှောင်ပြောင်ရင်မောကြပါတယ်ဒါနဲ့စင်ပါကဒုတိယအကြိမ်ထပ်ပြီးဟိန်းဟောက်လိုက်ပါတယ်ဒီတစ်ချိန်မှာတော့သူ့ရဲ့ဟိန်းဟောက်တန်ဟာအရင်ကနဲ့လုံးဝမတူတော့ပါဘူးချင်းသေးဘရင်ကြီးရောက်လာခဲ့ပါပြီအခုတော့ဟိုင်ယီနာတွေအနေနဲ့သူ့ကိုရင်ဆိုင်ဖို့အခွင့်အရေးလုံးဝမရှိတော့ပါဘူးဘရင်ကြီးဟာစင်ပါကိုအမှောင်နယ်မြေထဲကနေလုံခြုံစွာခေါ်ထုတ်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီညမှာတော့စကားဟာအမှောင်နယ်မြေထဲကိုလှုပ်ဝက်စွာဝင်ရောက်သွားပြီးဟိုင်ယီနာတွေနဲ့သဘောတူညီချက်တစ်ခုပြုလုပ်ခဲ့ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့ချင်းသေးဘရင်ကြီးကိုတပ်ပစ်ပြီးသူကိုယ်တိုင်ဘရင်အစ်စ်ဖြစ်လာဖို့ပါအပြန်လန်အနေနဲ့ဟိုင်ယီနာတွေကိုချင်းသေးအုပ်စုနေထိုင်တဲ့နယ်မြေထဲလွတ်လွတ်လပ်လပ်ဝင်ရောက်ခွင့်ပေးပြီးကြိုက်တဲ့လောက်အမဲလိုက်ခွင့်ပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ဖက်သဘောတူညီချက်ရရှိသွားပါတယ်နောက်တစ်နေ့မှာတော့စကားဟာစင်ပါကိုလှည့်စားပြီးခြံဝဲတစ်ခုထဲခေါ်သွားခဲ့ပါတယ်အဲ့ဒီနေရာဟာဟိန်းဟောက်တန်လေ့ကျင့်ဖို့အကောင်းဆုံးနေရာဖြစ်တယ်လို့စကားကပြောခဲ့ပါတယ်ဘာမှမသိတဲ့စင်ပါကလည်းသူ့ဦးလေးကိုယုံကြည်ပြီးဟိန်းဟောက်လေ့ကျင့်နေခဲ့ပါတယ်ရုတ်တရက်ခြံဝဲထဲကိုတောစင်ရိုင်းအုပ်ကြီးတအုပ်အရှိန်ပြင်းပြင်းနဲ့ပြေးဝင်လာပါတော့တယ်တကယ်တော့အဲ့ဒီတောစင်ရိုင်းတွေကိုဟိုင်ယီနာတွေကခြံဝဲဘက်ကိုမောင်းသွင်းလာတာဖြစ်ပြီးစင်ပါအနေနဲ့ထွက်ပြေးစရာလည်းမရှိအောင်စီစဉ်ထားတာပါစင်ပါဟာတစ်ပင်ကြောက်တပင်ပေါ်ကိုအမြန်တက်လိုက်ပါတယ်တစ်ဖက်မှာတော့စကားကဘရင်ကြီးစီသွားပြီးစင်ပါအန်ရကြားရောက်နေပြီလို့သတင်းပေးလိုက်ပါတယ်တားဖြစ်သူအန်ရရှိနေတယ်ဆိုတာကြားလိုက်တာနဲ့ဘရင်ကြီးဟာကိုယ့်အသက်ကိုတော့မစင်စားတော့ပဲခြံဝဲဘက်ကိုအပြေးလွှားသွားခဲ့ပါတယ်သူဟာစင်ပါကိုပါဆက်နဲ့ကင်ပြီးကမ်းပါးနေရန်ဘက်ကိုရောက်အောင်ကဲတင်နိုင်ခဲ့ပါတယ်ဒါပေမဲ့အရှိန်ပြင်းပြင်းနဲ့ပြေးဝင်လာတဲ့တောစင်ရိုင်းတွေကြောင့်ဘရင်ကြီးဟာအောက်ကိုပြုတ်ကျသွားပါတယ်အခက်ခဲကြားကနေဘရင်ကြီးဟာတောင်ဆောင်ပေါ်ကိုခုန်တက်နိုင်ခဲ့ပြီးဒီတစ်ခါတော့လွတ်မြောက်ပြီလို့ထင်ခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်စကားပေါ်လာခဲ့ပါတယ်သူကကူညီဖို့ရောက်လာတာမဟုတ်ပါဘူးစကားဟာဘရင်ကြီးကိုတိုက်ခိုက်ပြီးတောင်ကမ်းပါးပေါ်ကနေအောက်ကိုတွန်းချလိုက်ပါတယ်ဒီလိုနဲ့ကြီးမြတ်တဲ့ချင်းသေးဘရင်ကြီးမူဖာစာဟာတေဆုံးသွားခဲ့ပါတယ်စကားကတော့မူဖာစာတေဆုံးရတာဟာစင်ပါကြောင့်ဖြစ်တယ်လို့အဖြစ်ပုံချလိုက်ပါတယ်ပြီးတော့စင်ပါကိုချင်းသေးအုပ်စုထဲကနေထွက်သွားဖို့နှင်ထုတ်ခဲ့ပြီးဟိုင်ယီနာတွေကိုလည်းသူ့နောက်လိုက်ပြီးဖမ်းဆီးဖို့စေလွှတ်ခဲ့ပါတယ်ထွက်ပြေးရင်းစင်ပါဟာတောင်ကမ်းပါးတစ်ခုကနေပြုတ်ကျသွားပေမဲ့ကံကောင်းစွာနဲ့အသက်ရှင်ကျန်ခဲ့ပါတယ်အဲ့ဒီနောက်စင်ပါဟာအဝေးကိုထွက်ခွာသွားပြီးဘဝတစ်ခုကိုစတင်ခဲ့ပါတယ်တစ်ဖက်မှာတော့စကားဟာချင်းသေးဘရင်အစ်စ်ဖြစ်လာခဲ့ပြီးဟိုင်ယီနာတွေကိုလည်းချင်းသေးအုပ်စုရဲ့နယ်မြေထဲလွတ်လွတ်လပ်လပ်ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်ဒါပေမဲ့စကားရဲ့ဒီဆုံးဖြတ်ချက်နဲ့အတူချင်းသေးအုပ်စုကြီးအတွက်အကြီးမားဆုံးအကြက်တဲအစ်စ်တစ်ခုကစတင်လာတော့မှာဖြစ်ပါတယ်